ဒီတာရဲတရိษံဟာတိုက်ခိုက်ပြီးတဲ့ခါမှာတော့သူ့ဘာသာသူထွက်ခွာသွားတတ်ပါတယ်ရေဖြန့်အော်တာရီကိုတော့စားလိမရှိပါဘူးဒီလိုဖြစ်ရမျိုးကိုဝေလငါးဖြူ Great White Shark တွေမှာတွေ့ရတတ်ပါတယ်ကယ်လီဖိုးနီးယားကန်ယိုရန်တလျှောက်မှာရေဖြန့်တွေဟာပင်လယ်ရေမော် kelp အိယာတွေနားမှာပေါ်လောပေါ်နေတတ်ကြပါတယ်အောက်ဘက်ကနေကြည့်ရင်သူတို့ဟာအန်ဒီယန်နဲ့အလွန်နီးကပ်နေပါတယ်ငမန်းတစ်ခေါင်ဟာကြိုက်ကြည့်ရင်စူးစမ်းကောင်းစူးစမ်းလိမ့်မယ်ဒါပေမဲ့ရေဖြန့်တွေဟာငမန်းရဲ့ပုံမှန်စားစရာမဟုတ်ပါဘူးသူတို့ရဲ့ခန္ဓာကိုယ်မှာငမန်းအတွက်လိုအပ်တဲ့အဆီဓာတ် blubber လုံလောက်အောင်မပါရှိပါဘူးဒါကြောင့်ပဲငမန်းဟာမကြာခဏဆိုသလိုပဲသူတို့နောက်ကိုဆက်မလိုက်ပဲထွက်ခွာသွားတတ်ပါတယ်ဒါပေမဲ့လည်းကြိုက်ခံလိုက်ရတဲ့အတွက်ပျက်စီးမှုတွေကတော့ဖြစ်နေပြီပေါ့သူတေသနာပြုသူတွေကတော့ဒီလိုအပြုအမူမျိုးကိုအစားအစာအတွက်မဟုတ်တဲ့ထိခိုက်မှု non-feeding impact လို့ခေါ်ဆိုကြပါတယ်တိုက်ခိုက်မှုတိုင်းကစာလောင်မှုကြောင့်မဟုတ်ဘူးဆိုတဲ့အတိတ်ပဲပါတခါတရံမှာတော့တတိပေးချက်တစ်ခုရရှိလိုက်ခြင်းဟာနောက်ကျလွန်နေတတ်ပါတယ်အဆောင်ထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ like and follow လေးလုပ်ပေးကြပါဦးခင်ဗျာ